နေရာဒေသတည်တည်မှာတန်ညာကဆွေမျိုးတွေအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆ iam မငွေကြပြီဖြစ်ပါရဲ့နော်ကဲအခုဆိုလို့ရှိရင်ဒါ10လပိုင်း2025 10လပိုင်းတလစာအတွက်တနုံးကနေသားသမီးတွေရဲ့တလစာကံကြမ္မာကိုခံမှန်းအကြံပြုပေးမယ့်အစီအစဉ်လေးဖြစ်ပါရဲ့နော်ဒါကတော့တလစာကျမ်းမာချမ်းသာအစီအစဉ်ပေါ့နော်ဒီလိုလေးကျမကတော့သတ်မှတ်ထားရပေါ့နော်ကဲဟုတ်ပြီအဲ့လိုတလစာကံကြမ္မာကိုဟောကြားတဲ့နေရာမှာကျမကတော့အချက်၅ချက်နဲ့ဟောကြားပေးမှာဖြစ်ပါရဲ့နော်အဲ့အချက်၅ချက်မှာကျမကတော့ကျမ်းမာရေးကိုဦးစားပေးတဲ့သူဆိုတော့နံပါတ်1ကျမ်းမာရေးနံပါတ်2အခြေရနဲ့အိမ်အောင်ရေးနံပါတ်3စီးပွားရေးနဲ့ငွေကြေးကိစ္စနံပါတ်4ကျမ်းမာပညာရေးနံပါတ်5ခရီးသွားလာခြင်းတို့ဖြစ်ပါတယ်နော်အခုအရင်ဆုံးနံပါတ်1အနေနဲ့ကျမ်းမာရေးအကြောင်းလေးကိုပြောပေးမယ်ပေါ့နော်ဒီ10လပိုင်းပေါ့2025 10လပိုင်းတလစာအတွက်တနုံးကနေသားသမီးတွေရဲ့ကျမ်းမာရေးကတော့ထိကြိုက်တန်ရာရတာတွေဒူးနာခါနာတာတွေဒါမျိုးလေးတွေရှိတတ်တယ်နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီလိုမျိုးလေးတွေရှိတတ်တယ်ဒီနေ့ကတော့အဖွင့်အနေနဲ့တနုံးကနေသားသမီးတွေရဲ့အဖွင့်ကကောင်းတယ်လို့ပြောရမှာပေါ့နော်နောက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့မိမိဘက်ကတော့ဒီလိုမျိုးပေါ့နော်ဥမာစောက်လုပ်ရေးလုပ်တဲ့သူတွေဆိုရင်လည်းကျမကြီးစောက်လုပ်ရေးလုပ်တဲ့သူတွေကျမကြီးခယူးဆိုင်ရမယ်ဥမာနိုင်ငံရခြားကိုရောက်နေတဲ့ဥမာထိုင်းနိုင်ငံကိုရောက်နေတဲ့ဒီစောက်လုပ်ရေးလုပ်တဲ့ဆိုကော့ဆန်လို့ခေါ်တာပေါ့နော်တို့ကော့ဆန်လုပ်တဲ့သူတွေဒီလိုမျိုးတွေကျမကြီးခယူးဆိုင်ရမယ်ဘာလို့ဆိုကျမစီမာကထိုင်းရောက်ရွှေမြန်မာတွေကများတယ်နော်ဒါကြောင့်မို့ဒါလေးကိုထည့်ပြောပေးရပါနော်တနုံးကနေသားသမီးတွေပေါ့နော်ဟုတ်ပြီအဲ့အတွက်ကိုမှထိကြိုက်တန်ရာရတာမျိုးဒူးနာခါနာဒါလောက်ပါပဲဒါလောက်ပဲရှိတယ်ဒါသို့တော်ညာလေမိမိအတိမိတ်ဆွေဖြစ်ဖြစ်မိမိဆွေမျိုးသားချင်းမိသားစုမိမိရင်းနှီးတဲ့သူတွေကဖြစ်ဖြစ်နာရေးတစ်ခုတော့ကြားရလိမ့်မယ်ရှင်နော်ဒီ2025 10လပိုင်းမှာနာရေးတင်ကြားရဖို့ရှိတယ်နော်တနုံးကနေသားသမီးတွေပေါ့နော်ဟုတ်ပြီဒါတနုံးကနေသားသမီးတွေရဲ့ကျမ်းမာရေးပေါ့နော်နောက်ပြီးတော့တနုံးကနေသားသမီးတွေရဲ့အခြေရင်းနဲ့အိမ်အောင်ရေးလေးကိုပြောပြပေးမယ်နော်အခြေရင်းနဲ့အိမ်အောင်ရေးမှာတော့ကျွန်တော်ဒီပေါ့10လပိုင်းဟာအခြေရင်းနဲ့ပတ်သက်လို့ရှိရင် freedom ပေါ့နော်လွတ်လပ်ခြင်းကိုဖော်ပြနေတယ်အခြေရင်းနဲ့ပတ်သက်ပြီးတော့လွတ်လပ်စွာဆုံးဖြတ်နိုင်တယ်လွတ်လပ်စွာရွေးချယ်နိုင်တယ်အဲ့လိုမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းအနှောင်အဖွဲ့တစ်ခုကနေလွတ်မြောက်သွားတဲ့လွတ်လပ်ခြင်းမျိုးလည်းဖြစ်နိုင်တယ်နော်ဒါအခြေရင်းနဲ့ပတ်သက်ပြီးပြောပြတာပေါ့နော်အိမ်အောင်ရေးနဲ့ပတ်သက်ရင်လည်းသွားလေမျှတတဲ့သဘောရှိတယ်ညီမျှနေတယ်ညီမျှနေတဲ့တဦးနဲ့တဦးကလည်းအပေအယူမျှတတယ်ပေါ့နော်အိမ်အောင်ရေးနဲ့အခြေရေးကလည်းကောင်းပါတယ်နော်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အိမ်အောင်ရေးအခြေရေးကမျှတတယ်အစိုးတော့ကျွန်တော်တို့မတွေ့ပါဘူးနော်တနုံးကနေသားသမီးတွေပေါ့နော်ဟုတ်ပြီနောက်ပြီးတော့စီးပွားရေးနဲ့ငွေကြေးကိစ္စကိုပြောပြမယ်ပေါ့နော်စီးပွားရေးနဲ့ငွေကြေးကိစ္စကတော့ပျော်ရမယ်နော်2025 10လပိုင်းတနုံးကနေသားသမီးတွေကတော့ပျော်ရမှာပေါ့နော်အများစုပျော်ရမယ်ဒီ10လပိုင်းဟာထူးခြားလိမ့်မယ်တလုံးကနေသားသမီးတွေအတွက်ထူးခြားတဲ့လာတလာဖြစ်လိမ့်မယ်ငွေကြေးဟာစုဆောင်းမိတဲ့အတိုင်းတာထိကိုငွေကြေးဖြစ်တယ်နော်မိမိရဲ့အကြက်တဲ့အခက်ခဲပေါ့နော်ငွေကြေးအကြက်တဲ့အခက်ခဲရနေလွတ်မြောက်ပြီးတော့မှငွေကြေးပိုရှန်တာမျိုးစုဆောင်းမိတာမျိုးထိကိုဖြစ်နိုင်တယ်ဒီ10လပိုင်းမှာပေါ့နော်ဟုတ်ပြီနောက်ပြီးတော့တခုရှိတယ်ကျွန်မဒီစီးပွားရေးနဲ့ငွေကြေးကိစ္စမှာတခုထည့်ပြောမယ်ဆိုလို့ရှိရင်တော့တလုံးကနေသားသမီးတွေကဒီကျွန်မဗီဒီယိုကိုဘလို့လူတွေကြည့်မိလိုက်ဆိုတော့ကျွန်မပြောသလိုဆောက်လုပ်ရေးဝန်ထမ်းတွေအများဆောက်လုပ်ရေးနဲ့အသက်မိုးဝမ်းကြောင်းပြုတ်နေတဲ့သူတွေအများဆုံးကြည့်လိမ့်မယ်ကြည့်တဲ့အခါမှာဆောက်လုပ်ရေးလုပ်ငန်းမှာဆိုရင်တော့ဘာဖြစ်လဲဆိုတော့သူများပေါ့နော်ကိုမကောင်းကြံတာမျိုးသူများကကိုတခုခုတိုက်ခိုက်တာမျိုးတော့ခံရမယ်နော်အဲ့ဒီကြံတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကကြံတဲ့အသက်မွေးဝမ်းကြောင်းအလုပ်လုပ်တဲ့သူတွေကအဲ့လောက်မဟုတ်ပဲနဲ့စောက်လုပ်ရေးလုပ်တဲ့လူတွေဂရုစိုက်ရမယ်ဒါကြောင့်မို့ဆောက်လုပ်ရေးမှာဆိုရင်ဆုံးရှုံးမှုတွေရှိတတ်တယ်ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးကျန်းမာရေးတွေထိခိုက်နိုင်တယ်ပုံမှန်လေးပြောရရင်ပယောဂါတွေပါရတာဖြစ်နိုင်တယ်နော်အဲ့တစ်ချက်တော့ဂရုစိုက်ရမယ်အဲ့ဒါတစ်ချက်ပဲဒါပေမဲ့စိုးစိုးဝိုင်းတယ်သူကလူနည်းစုကိုပဲပြတယ်နော်လူများစုမပြဘူးနမိတ်မှာတော့လူနည်းစုဖြစ်တဲ့ကျွန်တော်တို့နေသားသမီးတွေပေါ့နော်ဟုတ်ပြီဒါကြောင့်မလို့ဆောက်လုပ်ရေးတစ်ခုကိုပဲခယူးဆက်ရမယ်ကျန်တာတွေကတော့ကောင်းမွန်တယ်နော်ဒီ10လပိုင်းမှာကျွန်တော်တို့နေသားသမီးတွေကဘာလုပ်တင်လဲဆိုတော့အခုသတင်းကျွတ်ကလည်းဒီ10လပိုင်းမှာသတင်းကျွတ်မယ်ဆိုတော့သတင်းကျွတ်အတွက်အလှူဒန်းလေးတွေလုပ်တင်တယ်အိမ်မှာဆုံးကတ်ချင်းတွေလုပ်တင်တယ်
ဆုံးကတ်တယ်ဆိုတာချို့ဆိုလို့ရှိရင်လည်းပြောပြဆုံးကတ်ဆိုတော့ငွေကြေးအရန်ကုန်မလားမဟုတ်ပါဘူးကျမသဘောကျတာပေါ့နော်ကျမသဘောကျတော့ကိုကငွေကြေးပေါ့နော်တခုခုဥမာပေါ့ငွေအမြောက်များရလို့အောင်မြင်မှုအတွက်လုပ်တဲ့အလှူကတက်တက်ပေါ့ဒါတော့တစ်မျိုးပေါ့ဒါကတော့အခုကျမလှုပ်စေခြင်းတဲ့အလှူမျိုးဆိုတာဘယ်လိုမျိုးလဲဆိုတာဥပမာတန်ခါ3ပါးလောက်ပင့်ပြီးတော့မှမိမိရင်းနှီးကျွမ်းဝင်တဲ့အိမ်ပတ်ဝန်းကျင်ပေါ့နော်လူကြီးတွေပါဖိတ်ပြီးတော့ဒီလောက်ပဲရပြီဒါလောက်နဲ့လည်းအထမြောက်တယ်လုတ်တက်လို့ရှင်ပေါ့နော်အဲ့ဒီကမှကိုအောင်မြင်မှုတစ်ခုရရင်တော့ကြီးကြဲပေါ့နော်ဘယ်သူမှဆိုတော့ကြီးကြဲလုတ်ချင်တာပေါ့နော်ဘာသာရေးကိုဆယ်လာပိုင်းကတော့ပို့ပြီးလုပ်ရမယ်တနုံးကနေသားသမီးတွေကမိမိကြံစီသမျှတွေအခက်ခဲတွေပေါ့နော်ဒါစီးပွားရေးနဲ့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ဆိုကြံစီသမျှတွေအခက်ခဲတွေကဒီဆယ်လာပိုင်းမှာကိုကအားလုံးကိုကင်တွယ်နိုင်တဲ့အနေအထားမျိုးရှိမယ်ရှင်နော်တနုံးကနေသားသမီးတွေကတော့ဒါအဖွင့်ကောင်းတယ်နော်ဒီဆယ်လာပိုင်းမှာတော့ကျွန်မဖွင့်လိုက်တဲ့အဖွင့်လေးကောင်းတယ်ပေါ့နော်ဝမ်းသာစရာပေါ့ဟုတ်ပြီစီးပွားရေးနဲ့ငွေကြေးကိစ္စပြီးတော့အခုတော့ပညာရေးကိုပြောမယ်ပညာရေးနဲ့ပတ်သက်လို့ရှင်တွေ့ဝေနေတာတွေငါဘယ်မှာပညာသွားတင်ရမှာတချို့လည်းနိုင်ငံရခြားမှာပညာသွားသင်ကျင်ကြတဲ့သူတွေတချို့လည်းနေရအပြောင်းရွှေ့စဉ်းစားတာပေါ့နော်တချို့ဆိုလည်းသင်တန်းနှစ်ခုမှာဘယ်ဟာတက်ရမလဲဆိုအဲ့ဒီလိုမတူဝေပဲနဲ့ဆယ်လပိုင်းမှာတော့အကောင့်ထဲပေါ်ပါကျွန်မဒီလိုလေးအကြံဉာဏ်ပေးမယ်နော်ဆယ်လာပိုင်းကိုတော့အကောင့်ထဲခေါ်ပါတူဝင်းမတွေပဲငါတော့ဘတော့လုံးမဲ့အချိန်ဆွေဆိုင်တာတွေဒါမျိုးတွေမလုပ်ဘဲနဲ့အကောင့်ထဲခေါ်ပါအောင်မြင်လိမ့်မယ်ဒါကပညာရေးနဲ့ပတ်သက်ပြီးပြောပြတာနော်ခီးသွားလာခြင်းနဲ့ပတ်သက်ရင်တော့ခီးသွားလာခြင်းကအပန်းဖြစ်ခီးတွေသွားရတတ်တယ်ပျော်ရွှင်စရာခီးတွေသွားရတတ်တယ်နော်စိတ်လွတ်ကိုလွတ်ပေါ့နော်အချုံနှောင်ကလွတ်မြောက်သွားတဲ့လိုမျိုးခီးမျိုးတွေကြုံတွေ့ရလိမ့်မယ်ဒါမျိုးတွေကအလူတန်းလည်းဖြစ်နိုင်တယ်မိသားစုစုံစည်းရမျိုးလည်းဖြစ်နိုင်တယ်အပန်းဖြစ်ခီးမျိုးလည်းဖြစ်နိုင်တယ်အင်မတန်ကောင်းတယ်နော်တနုံးကနေသားသမီးတွေရဲ့ဒီဆယ်လပိုင်းတစ်လစာကိုချုပ်လိုက်မယ်ဆိုရင်တော့အကောင်းတွေများပါတယ်ရှင်နော်ပျော်စရာပေါ့နော်ပျော်စရာများတယ်ငွေကြေးရပါပျော်စရာများပါတယ်တခုပဲဒီဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့အသက်မွေးဝမ်းကြောင်းလုပ်တဲ့သူတွေပေါ့နော်ဂယူးဆိုင်တကယ်လို့ထိုင်းနိုင်ငံမှာရှိရင်လည်းထိုင်းနိုင်ငံကလူတွေဂယူးဆိုင်ပါနမိတ်ကထိုင်းဘက်ကိုပို့ပြတယ်နော်ဒါမြန်မာဘက်ကလည်းပါရင်ပါမှာပေါ့လေကျမကတော့ကျမနမိတ်ထဲမှာတော့ထိုင်းနိုင်ငံဘက်ကိုပြတယ်ဒါကြောင့်မို့အဲ့လိုဆောက်လုပ်ရေးလုပ်တဲ့သူတွေညာပါခဲ့ရင်တော့ဂယူးဆိုင်ပါလို့တနုံးကနေသားသမီးတွေနော်အဲ့ဒါပြောရင်လည်းဒီဗီဒီယိုလေးကိုတရောင်းနဲ့အဆုံးသတ်လိုက်ပါရနော်နေရာဒေသအသီးသီးမှာတန်ညာကဆွေမျိုးတွေအားလုံးပဲစိတ်ချမ်းသာခန္ဓာကြီးကျန်းမာတောကပူမီတွေကင်းဝေးပြီးတော့ကောင်းသောလူရဆန္ဒတွေပြေဝကြစေဖို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါရရှင်